စိတ်ဖိစီးမှုတွေများနေပြီလားစိုးရင်စိတ်တွေများနေပြီလားဒီရဲ့စိတ်ဖိစီးမှုစိုးရင်စိတ်တွေကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုထိန်းညှိရတာခက်နေပြီလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကို save လုပ်ထားတယ်နော်မင်္ဂလာပါကျမတို့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာဘုဒ္ဓတာတွေမျှဝေပေးနေတဲ့ဒေါက်တာဆလင်းတွက်ပဲဖြစ်ပါတယ်ဒီနေ့ကျမပြောပြပေးမယ့်အကြောင်းအရာကကြတော့ bilateral body tapping ဆိုတဲ့လေ့ကျင့်ခန်းလေးအကြောင်းကျမပြောပြပေးမယ်တော်တော်များများသိတဲ့ခေါင်းစဉ်ကကြပါလဲဆိုတော့ butterfly hug ပေါ့လေးပြပုံစံပွေဖက်ချင်းဆိုတဲ့ပုံစံမျိုးပေါ့ဘယ်လိုမျိုးလုပ်လဲဆိုတဲ့အခါကျတော့ပုံမှန်အဖြစ်ဆိုတော့ဒီလိုလေးပြပုံစံလေးဖြစ်အောင်ပေါ့နော်လက်ကလေးနှစ်ဖက်ကိုတို့လေးရှက်လိုက်တယ်ဒီမှာပေါ်မှာတင်တယ်လေးပြပုံစံပွေဖက်ချင်းဆိုတော့ဘယ်ညာဒီလိုမျိုးလေးနဲ့ခန္ဓာကိုယ် tap လုပ်ပေးတာပေါ့နော် tap ဆိုတော့ခန္ဓာကိုယ်ပုတ်ပေးတဲ့သဘောမျိုးပေါ့ဆိုတော့ဒါပေမဲ့ဒါကတော့နာမည်ကြီးတယ်ပြီးတော့ဒါကလူသိများတဲ့ပုံစံပေါ့ဒါပေမဲ့ကျွန်မဒီနေ့ပြောချင်တာကလေးပြပုံစံတစ်ခုတည်းမဟုတ်ဘူးပေါ့နော် bilateral body tapping ဆိုတော့ခန္ဓာကိုယ်ရဲ့နှစ်ဖက်နှစ်ချက်လုံးရှိတဲ့နေရာတွေမှာကျွန်တော်တို့လိုက်ပြီးတော့မှ tapping ဆိုတော့ပုတ်ပေးလို့ရတယ်အဲ့တော့ခုနကလေးပြပုံစံဖြစ်နေမှာမဟုတ်ဘူးလေ့ကျင့်ခန်းလုပ်ရတဲ့ကောင်းကျိုးလေးတွေအရင်ဆုံးပြောပြမယ်ဒီလေ့ကျင့်ခန်းကဘာကြောင့်မို့လို့စိတ်ဖိစီးမှုတွေစိုးရိမ်စိတ်လွန်ကဲတဲ့အခြေအနေတွေနဲ့နောက်တစ်ခုကကျွန်တော်တို့ပြင်းထန်စိုးရိမ်စိတ်လွန်ကဲတဲ့ယောဂ PTSD လို့ခေါ်တယ်ပေါ့နော်သူတို့အခြေအနေမျိုးတွေမှာအရန်အသုံးဝင်လဲဆိုတဲ့အခါကျတော့ပုံမှန်အားဖြင့်စိတ်ဖိစီးမှုများလာတယ်ဒီစိုးရိမ်စိတ်တွေများလာတယ်ဆိုလို့ရှိရင်အုံနောက်ရဲ့တနေရာကပဲပုံမှန်ထပ်ပို့ပြီးတော့မှအလုံးလုံးနေတာပေါ့နော်ပုံစံကြောက်စိတ်ဝင်လာတယ်ဆိုလို့ရှိရင်ဒီကြောက်စိတ်ကိုလုံဆော်ပေးတဲ့အုံနောက်ရဲ့နေရာတစ်ခုတည်းကနေပြီးတော့ခါကြမှာပဲအလုံးလုံးနေတာမျိုးဖြစ်တယ်အဲ့ဒါကြောင့်မို့တစ်ခါတလေမှာအတွေးတွေကလိုတာထက်ပိုပြီးတဲ့ခါကြမှာတွေးတာမျိုးတွေအဆိုးဆုံးအခြေအနေတွေကိုတွေးတာမျိုးတွေဖြစ်လာတတ်တယ်အဲ့တော့ကျမတို့ကဘာလုပ်ရလဲဆိုတော့ဒီခန္ဓာကိုယ်ကိုပြန်ပြီးတော့မှအသုံးချလို့ရတယ်ဘာလို့လဲဆိုတော့စိတ်နဲ့ခန္ဓာကအမိတဟဲပြုနေတာဖြစ်တယ်ဆိုတော့ကျမတို့ဒီခန္ဓာကိုယ်အသုံးချပြီးတဲ့အခါကျတော့မှဒီအုံနောက်ကိုပြန်ပြီးတော့မှတည်ငြိမ်သွားအောင်လူကိုလည်းပြန်ပြီးတော့မှငြိမ်းချမ်းသွားတဲ့ခံစားချက်လေးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်အနည်းငယ်တော့စိတ်ကလေးကတည်တည်ငြိမ်ငြိမ်နဲ့အေးအေးချမ်းချမ်းလေးဖြစ်သွားအောင်လုပ်လို့ရတယ်ဒါကခုနကကျွန်မပြောတဲ့ bilateral body tapping လို့ခေါ်တယ်အဲ့တော့ဘာလဲဆိုတော့ तू ကခန္ဓာကိုယ်ကိုတစ်ဖက်တစ်ချက်စီကိုကျွန်တော်တို့ရိုက်တယ်ပေါ့နော်ရိုက်တယ်ဆိုတော့ပုတ်ပေးတယ်ပေါ့ဒီလိုပုတ်ပေးခြင်းအဖြစ်ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ရဲ့ဘဲဘက်ခြံညာဘက်ခြံတွေပုတ်ပေးခြင်းအဖြစ်အုံနောက်မှာရှိတဲ့ဒီအုံနောက်ရဲ့ဘဲဘက်ခြံညာဘက်ခြံမှာတပြိုင်တည်းထဲကျွန်တော်တို့လုံဆော်ပြီးသားဖြစ်တယ်ပေါ့အဲ့တော့ခုနကအခြေအနေပြန်ကြည့်မယ်ဆိုရင်စိုးရိမ်စိတ်တွေများနေတဲ့အခြေအနေမျိုးတို့ခုနကဒီစိတ်ဖိစီးမှုများနေတဲ့အခြေအနေမျိုးဆိုအုံနောက်တနေရာကပဲလုံမယ်ဆိုတဲ့နေရာမှာဒီနေရာမှာကျတော့ကျွန်တော်တို့ဒီလိုမျိုးလေးဒီလေ့ကျင့်ခန်းလေးလုပ်ပေးခြင်းအဖြစ်အုံနောက်ရဲ့အကုန်လုံးကပေါ့နော်ဒီအုံနောက်နှစ်ဖက်လုံးပေါ့နှစ်ဖက်လုံးကတပြိုင်တည်းထဲအလုံးလုံးရတဲ့အတွက်ကြောင့်မို့လို့လူကပြန်ပြီးတဲ့အခါကျမှ calm down ပေါ့စိတ်ကလေးပြန်ပြီးတည်ငြိမ်လာတယ်အနည်းဆုံးတော့အဲ့အချိန်လေးမှာလူကငြိမ်းချမ်းသွားတယ်ဆိုတဲ့ခံစားချက်ကလေးရတယ်ပေါ့နော် okay အဲ့တော့ဒီလေ့ကျင့်ခန်းလေးကိုကျမတို့ဘာနဲ့တွဲလုပ်မလဲဆိုတော့ breathing technique ပေါ့အသက်ရှူတဲ့ပုံစံလေးနဲ့တွဲပြီးလုပ်ခန္ဓာကိုယ်ကျမတို့တက်တာနေထားလေးနေလို့ရတယ်ပေါ့ပါပဲရင်ဘက်ကလေးဖွင့်ထားလဲရတယ်ပေါ့နော်အရင်ကိုကုန်းကြီးမနေဘဲနဲ့ခါရိုးလေးကိုဆက်ဆက်နေထားမယ်ပေါ့နော်ဒီမေးစီကိုလည်းမော့နေကြတော့မလို့ဘူးကျမတို့ဆက်ဆက်နေထားမယ်ပေါ့ဒီအလဲက spine လေးတစ်ခုလုံးပြီးတက်တာနေထားလေးမှနေမယ်မျက်လုံးမိတ်လို့ရရင်မျက်လုံးမိတ်ထားလို့ရတယ်အကယ်လို့မျက်လုံးမိတ်ရတာခက်တယ်မျက်လုံးမိတ်လိုက်လို့ရှိရင်အဆင်မပြေဘူးဆိုလို့ရှိရင်မျက်လွှာလေးကိုအောက်ချထားလို့ရတယ်ပေါ့နော်ဒီအောက်ကကျမ်းမြုံကြည့်နေတာဖြစ်ဒီလိုမျိုးလေးလုပ်လို့ရတယ်အဲ့တော့ကျမတို့ကအသက်ရှူတဲ့ခါကျရင်ဘယ်လိုရှူမလဲဆိုတော့နှာခေါင်းဝကနေပြီးတော့မှဖြည်းဖြည်းချင်းစီရှူမယ်ပါးစပ်ကနေပြီးတော့မှဖြည်းဖြည်းနဲ့အရှိကြာရှူထုတ်မယ်ဟုတ်ပြီနော်အဲ့တော့ရှူသွင်းတဲ့လေကတော့ဖြည်းဖြည်းချင်းစီရှူသွင်းမယ်ရှူထုတ်တဲ့လေကိုဖြစ်နိုင်ရင်ရှူသွင်းတဲ့လေထက်အရှိပို့ပြီးတော့မှကြာလေးရှူထုတ်ကြည့်မယ်ဟုတ်ပြီနော်ဒီနေရာမှာကျမတိုက်မိနေမခေါ်ဘူးပေါ့နော်ဥပမာဖြစ်ဘယ်နှစက္ကန့်ရှူသွင်းမှာဘယ်နှစက္ကန့်ရှူထုတ်ပါဆိုတာလူတစ်ယောက်နဲ့တစ်ယောက်မှာကမတူနိုင်ဘူးလေနော်ကိုယ့်အတွက်အဆင်ပြေတဲ့တိုင်မင်နဲ့သူများတစ်ယောက်အတွက်အဆင်ပြေတဲ့တိုင်မင်မတူနိုင်ဘူးအဲ့တော့ဒီဗီဒီယိုလေးကြည့်ရင်လည်းကျမတို့ကိုတက်တာအနေထားလေးမှာကိုတက်တာဖြစ်တဲ့ပုံစံလေးနဲ့ရှူသွင်းရှူထုတ်လေးလုပ်မယ်အဓိက main target ကဘာလဲဆိုတော့ရှူထုတ်လိုက်တဲ့လေကရှူသွင်းလိုက်တဲ့လေထက်စားလို့ရှိရင်ရှည်လေးရှူထုတ်မယ်တရားတစ်ခုပဲပေါ့နော်အဲ့ဆိုကျမတို့လုပ်ကြည့်ကြမယ်၃ချိန်လောက်ပေါ့ရှူသွင်းရှူထုတ်လေးကိုလေ့ကျင့်ကြည့်ကြမယ်ပေါ့နော်နာသီးဝါကနေပြီးတော့မှအသက်ဝါရှူသွင်းမယ်ဖြည်းဖြည်းချင်းစီလေးကိုရှူထုတ်လိုက်ပါမယ်ရှည်လေးနဲ့ကြာလေးရှူထုတ်လိုက်မယ်
ဒီနေရာမှာနှာခေါင်းဝကနေရှူထုတ်လိုက်လဲရတယ်ပါးစပ်ကနေရှူထုတ်လိုက်လဲရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ချိန်နှာသီးဝကနေတဝဝရှူသွင်းမယ်ဖြည်းဖြည်းချင်းစီနဲ့အရှိကျမတို့ရှူထုတ်လိုက်ပါမယ်နောက်တစ်ချိန်နှာသီးဝကနေပြီးတော့မှအသက်လေးဝဝရှူသွင်းကြည့်မယ်ဖြည်းဖြည်းချင်းစီရှည်လေးကျမတို့ရှူထုတ်ကြည့်ပါမယ်ဒီလိုရှူသွင်းရှူထုတ်ကိုအဆင်ပြေတဲ့နှုံးလေးနဲ့ရှူသွင်းရှူထုတ်လုပ်လို့ရပါတယ်ဒါတော့ကျမတို့အသက်ရှူတဲ့ပုံစံလေးပေါ့နော်အဲ့တော့ကျမတို့ bilateral body tapping ဆိုတာလေးကိုစပြီးတော့မှလုပ်ကြည့်ကြမယ်အဲ့တော့ခုနလိုရှူသွင်းရှူထုတ်လုပ်နေရတာကအဆင်ပြေနေရင်ဒီဗီဒီယိုလေးခဏ pause လုပ်ပြီးတော့မှအသက်ရှူသွင်းရှူထုတ်လေးခြင်းငန်းလေးကိုဆက်လုပ်နေခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်အဲ့ဆိုကျမတို့စကြည့်ကြမယ်ပေါ့နော် bilateral body tapping နဲ့ပတ်သက်ပြီးတော့မှအဲ့တော့ခုနလိုပဲခန္ဓာကိုယ်တက်တောင့်တက်တာနေထားမှနေမယ်ကျမတို့ဒီမှာတော့ကျမတို့နာမည်ကြီး butterfly hug နဲ့ပဲတွားကြည့်ကြမယ်ပေါ့နော် butterfly hug နဲ့လုပ်မယ်ဆိုရင်တော့ခုနလိုလေးပြပုံစံဝိဖက်ခြင်းပေါ့အဲ့တော့လက်ကလေးကိုလေးပြပုံစံမျိုးလေးထားရင်ဘတ်လေးမှာတင်ထားလို့ရတယ်ပေါ့ကျမတို့ရင်ဘတ်လေးပေါ်မှာတင်ထားတာအသက်ရှူသွင်းရှူထုတ်ကတော့ကျမတို့ပုံမှန်တိုင်းလေးပဲလုပ်ထားမယ်ပေါ့နော်ခုနလိုမျက်လုံးပိတ်နိုင်တဲ့လူတွေကလည်းမျက်လုံးလေးမိတ်ထားလို့ရတယ်မျက်လုံးမိတ်လို့အဆင်မပြေတဲ့လူတွေဆိုလို့ရှိရင်လည်းမျက်လွှာလေးအောက်ချထားလို့ရတယ်ပြီးတော့ကျမတို့စပြီးတော့မှလက်ကလေးနဲ့ပုတ်ကြည့်ပဲပေါ့နော်ဘယ်ညာ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 ဒီလိုမျိုးလေးစီးချက်ဝါချက်မှန်မှန်လေးကျမတို့ပုတ်ကြည့်ပါမယ်တစ်ချိန်ထဲမှာလည်းကျမတို့အသက်ရှူသွင်းရှူထုတ်ကိုပုံမှန်လေးလုပ်ပေးနေပါကိုယ်စင်ပြေတဲ့နှုံးလေးနဲ့ပုတ်နေလို့လည်းရတယ်ကိုယ်စင်ပြေတဲ့နှုံးလေးနဲ့ရှူသွင်းရှူထုတ်လေးလုပ်ပေးနေလို့ရတယ်ဒီလိုမျိုးလေးကျမတို့ခန္ဓာကိုယ်ကိုဘယ်ညာပုတ်ပေးနေရင်လည်းကျမတို့ကိုကျမတို့ self talk လေးတွေလည်းပြောကြမယ်ပေါ့နော်ဘာတွေပြောမလဲဆိုရင်တခါတလေမှကျမတို့လုံခြုံတယ်လို့မခံစားရတဲ့အခြေအနေမျိုးတွေရှိနိုင်တယ်ဆိုတော့ကျမတို့ကိုယ့်အကိုခုပြောမိမယ်ဆိုလို့ရှိရင်ကျမတို့အခုကလုံခြုံနေတယ်အခုလက်ရှိနေတဲ့နေရာလေးကလုံခြုံနေအခုလက်ရှိအချိန်လေးကလုံခြုံနေတယ်ကျမအခုလုံခြုံနေပါတယ်ဒီလိုမျိုးလေးကျမတို့ပြောပေးကြမယ်ပေါ့နော် self talk လေးကိုပြီးတော့ဘယ်ညာလေးကိုပုံမှန်လေးတိုင်းနဲ့ပုတ်ပေးနေမယ်ရှူသွင်းရှူထုတ်လေးကိုလည်းကိုယ်အဆင်ပြေတဲ့နှုံးလေးနဲ့ရှူသွင်းရှူထုတ်လေးလုပ်ထားပေးပါဟုတ်ပြီပြီးရင်ပုတ်တာလေးခဏလောက်ရက်လိုက်မယ်ခုနလိုပဲအသက်ရှူသွင်းရှူထုတ်ကလေးကိုပြန်ပြီးအာရုံစိုက်မယ်အာဒီဝကနေဖြည်းဖြည်းချင်းစီအသက်ရှူသွင်းမယ်ဖြည်းဖြည်းနဲ့ရှည်ရှည်လေးကြာလေးရှူထုတ်လိုက်ပါမယ်အားလုံးချင်းနာဒီဝကနေပြီးမှအသက်ဝဝရှူသွင်းမယ်ဖြည်းဖြည်းနဲ့ရှည်ရှည်လေးကြာလေးရှူထုတ်ကြည့်မယ်နောက်တစ်ချိန်အသက်ကိုနာသီးဝါနဲ့ဖြည်းဖြည်းချင်းစီရှူသွင်းမယ်နှာခေါင်းတော့မဟုတ်ပါးစပ်ကနေပြီးတော့မှဖြည်းဖြည်းနဲ့ရှည်ရှည်နဲ့ကြာလေးရှူထုတ်လိုက်ပါမယ်ဒီလိုမျိုးရှူသွင်းရှူထုတ်လေးကိုကိုယ်အဆင်ပြေတဲ့နှုံးလေးနဲ့လုပ်လို့ရပါတယ်ပြီးရင်တော့ဖြည်းဖြည်းချင်းစီမျက်လုံးလေးဖွင့်လို့ရပါပြီဟုတ်ပြီ
အဲ့တော့ဒီလေ့ကျင့်ခန်းလေးလည်းလုပ်ပြီးသွားပြီဆိုတဲ့အချိန်မှာဘယ်လိုခံစားရလဲဒီလေ့ကျင့်ခန်းလုပ်ရတာကိုယ့်အတွက်အဆင်ပြေလားတကယ်လို့အဆင်ပြေရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကို save လုပ်ထားပြီးတဲ့အခါကျမှလိုအပ်တဲ့အချိန်တိုင်းမှာကျမတို့လေ့ကျင့်ခန်းလေးလုပ်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကို like and share လုပ်ကြပါတော့လိုအပ်မယ်ဆိုတဲ့လူတွေကိုလည်း sharing လုပ်ပေးလို့ရပါတယ်ဆိုတော့ဒီနေ့ကျမပြပြပေးသွားတဲ့လေ့ကျင့်ခန်းလေးကတော့ဒါကတော့ bilateral body tapping လို့ခေါ်တယ်အဲ့ဒီမှာမှ butterfly hug method လေးကိုပြပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလေ့ကျင့်ခန်းလေးလုပ်ပြီးတဲ့အခါကျတော့မှစိတ်ကလေးတွေတည်တည်ငြိမ်ငြိမ်နဲ့အေးချမ်းကြပါစေလို့ကျမကဆုတောင်းပေးလိုက်ပါတယ်ရှင်